အားလုံးမင်္ဂလာပါဒါတော့ကျွန်တော်တစ်ဖက်နော် handmade လုပ်နေတာပါချီထိုးနေတာပါဒီကျွန်တော်အင်ဂျီပါငဲ့ရုပ်ပေါ့အနီးကနေပြပေးပါ比三家族空啊，路眼在打，苗里就苗抓，来对个木头没多苗。那个苗子的多，不爱送呀，比三家族空啊，路眼在打，苗里就苗抓，来对个。ဒါတော့ကျွန်တော်တစ်ဖက်နော်ထိုးထားပြီးတဲ့ငဲ့ရုပ်ကလေးဖြစ်ပါတယ် handmade နော်အဲ့ဒါကိုကျွန်တော်ဝတ်ပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ music သင်္ကေတတော့ travel club တို့ bass club တို့လာနော်အဲ့ဒါတော့ notes လေးတွေပေါ့သူများပြောလို့ရှိရင်ပဲပင်ပေါက်လေးတွေလို့ပြောတယ်အမီးလေးတွေနဲ့နော် quiver တို့ demi semi quiver တို့ crochet တို့နော်အဲ့လိုမျိုးအများကြီးဆိုရင်တော့ပိုလာတာပေါ့နော်ကဲအနီးကလေးရိုက်ပေးပါဦးတပည့်လေးရကြွားရှင်းပါဒါတော့ music သင်္ကေတလေးရိုက်ပါနောက်ဆိုလို့ရှိရင်ဒီအင်ဂျီတွေမှာပေါ့နော်ဒီ handmade ချီနဲ့ထိုးထားတဲ့ဘယ်လိုပြောမလဲကရင်အလံအရောင်ကရင်အလံတို့ဟားစီတို့ပန်းပွင်းတို့ငဲ့ရုပ်တွေပေါ့နော်အမျိုးမျိုးကျွန်တော်တို့ဝတ်ပြသွားမှာပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုအရန်ကျေးဇူးတင်ပါတယ်ခင်ဗျ